ဂျီယန်ကနိုဘီတာကိုအမြဲနိုင်ကျင့်ပေမဲ့အရေးကြုံရင်ဘာလို့အမြဲရှိကထွက်ပြီးကာကွယ်ပေးလဲဆိုတာသင်သိပါသလားတကယ်တော့သူတို့ငငယ်တုန်းကချယ်ရီပင်တပင်အောက်မှာဂတိတစ်ခုထားခဲ့ပူပါတယ်ဒါပေမဲ့နှစ်တွေအကြာကြီးမှာနိုဘီတာကအဲ့ဒီအကြောင်းကိုလုံးဝမေ့သွားခဲ့ပါပြီနိုဘီတာတကယ်မှတ်မိမမှတ်မိသိချင်တာကြောင့်ဂျီယန်ကမနှက်ဖြန်အဲ့ဒီအပင်အောက်မှာလာတွေးဖို့နိုဘီတာကိုပြောလိုက်ပါတယ်တကယ်လို့နိုဘီတာကရောက်မလာရင်သူယူထားတဲ့ကာတွန်းစာအုပ်တွေကိုပြန်မပေးဘူးလို့ချိန်ချောက်လိုက်ပါတယ်ဒါကိုကြားတော့နိုဘီတာတင်မတက်ခံစားရပြီးအိမ်ပြန်ရောက်တာနဲ့ကျန်းပြင်ပေါ်လဲပြီးငိုပါလေရောဘာဖြစ်လို့လဲဆိုတော့ဂျီယန်ပြောတဲ့အဲ့ဒီအပင်ကဘယ်နားမှာလဲဆိုတာသူတကယ်ကိုမမှတ်မိတော့လို့ပါအဲ့ဒီအချိန်မှာဒိုယာအေမွန်ကကျောင်းဝင်ခွင့်အခမ်းအနားလုပ်ခဲ့တဲ့နေ့ကိုပြန်သွားကြည့်ဖို့အကြံပေးလိုက်ပါတယ်။ဒါမှဇလန်းဆအဆုံးကိုသိနိုင်မှာဖြစ်လို့သူတို့ဟာအချိန်ဆက်ကိုစီးပြီးအတိတ်စီပြန်သွားခဲ့ကြပါတယ်။အဲ့ဒီတုန်းကနိုဘီတာလေးဟာကျောင်းဆက်တက်ရတော့မယ်ဆိုပြီးအရန်ပျော်နေခဲ့တာပါ။ရုတ်တရက်အမေဖြစ်သူကအင်္ဂနာကြီးပြက်နေတာကိုသတိထားမိသွားပါတယ်။လက်ပတ်နာရီနဲ့တိုက်ကြည့်လိုက်တော့မှကျောင်းဖွင့်ပွဲစဖို့10မိနစ်ပဲလိုပါတော့တယ်။တခြားရွေးချယ်စရာမရှိတာကြောင့်အမေကနိုဘီတာကိုဆွဲပြီးကျောင်းကိုအပြေးလွှားသွားခဲ့ရပါတယ်။ကျောင်းကိုမနေ့ရောက်သွားပေမဲ့ဆရာကိုနှုတ်ဆက်တဲ့အချိန်မှာပဲနိုဘီတာရဲ့စာအုပ်တွေအကုန်လက်ထဲကကျွတ်ကျသွားပါတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးဂျီယန်နဲ့ဆူနီအိုကဝိုင်းရကြပါတယ်။ကံကောင်းတာကရှီဇူကအချိန်မီရောက်လာပြီးအခြေအနေကိုကူညီပေးခဲ့ပါတယ်။အဲဒီနောက်ဆရာကကျောင်းဖွင့်ပွဲအခမ်းအနားစပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနိုဘီတာကအိမ်သာသွားခြင်းလို့ထွက်သွားခဲ့ပါတယ်။ရုတ်တရက်အချက်ပေးခေါင်းလောင်းတန်ကြီးလာပါတယ်။အားလုံးကမီးလောင်တဲ့အထင်နဲ့အပြင်ကိုအလူရက်ပြေးထွက်ကြပါတယ်။စုံစမ်းကြည့်လိုက်တော့ဂျီယန်ပိတ်ဖို့မိသွားတဲ့သူ့ရဲ့နှိုးဆက်နာရီတန်းကြောင့်ဒီလိုတွေဖြစ်သွားရတာပါ။နိုဘီတာခမ်းမထဲပြန်ဝင်လာတဲ့အခါမှာတော့တယောက်မှမရှိတော့တာကိုတွေ့ပြီးလန့်သွားပါတယ်။အခမ်းအနားပြီးသွားပြီအထင်နဲ့သူစိတ်ကြက်လက်ပြက်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့သူထွက်သွားပြီးမကြခင်မှာပဲတခြားကျောင်းသားတွေခမ်းမထဲပြန်ဝင်လာကြပါတယ်။မကြခင်မှာရှီဇူကာကနိုဘီတာပြောက်နေတာကိုသတိထားမိပြီးဆရာကိုပြောပြလိုက်ပါတယ်။ဒါကိုကြားတော့ဆရာကစိုးရိမ်တကြီးနဲ့နေရာအနှံ့လိုက်ရှာပါတော့တယ်။တော်တော်ကြာအောင်ရှာပေမဲ့နိုဘီတာရဲ့အရေးအယောင်တော့မတွေ့ရပါဘူး။တစ်ဖက်မှာတော့နိုဘီတာဟာအိမ်ပြန်လမ်းမှာလမ်းဆောင်တစ်ခုကိုရောက်နေပါတယ်။သူလမ်းကြောင်းနေတဲ့အချိန်မှာသူ့ဖနက်ကိုကြည့်ပြီးအိုင်ဒီယာတစ်ခုရသွားပါတယ်။ဖနက်ကိုအဝေးကြီးလှမ်းပစ်လိုက်ပေမဲ့ကန်ဆိုးစွာနဲ့ပဲသူများခြံထဲကိုကျသွားပါတယ်။ခြံတကားကိုဖွင့်ပြီးဝင်သွားတဲ့အခါမှာတော့သူ့ဖနက်လေးဟာအမဲလိုက်ခွေးကြီးတစ်ကောင်ဘေးမှာရောက်နေပါတယ်။ကြောက်နေပေမဲ့လည်းတက်တီငွေပြီးဖနက်စီကိုဖြည်းဖြည်းချင်းတိုးသွားပါတယ်။ဒါပေမဲ့ဖနက်ကိုကောက်လိုက်တဲ့အချိန်မှာပဲခွေးကြီးကသူ့ကိုလိုက်ဟောင်ပါတော့တယ်။ခွေးကနိုဘီတာနောက်ကိုတောက်လျှောက်လိုက်တော့သူဟာထိုင်ကုန်တစ်ခုပေါ်တက်ပြေးပြီးမနှဲလွတ်အောင်ရှောင်လိုက်ရပါတယ်။အဲ့ဒီမှာတင်ကန်ဆိုးကျင်တော့သူ့ကြောင့်လေအိတ်ကကုန်ကားတစ်စီးပေါ်ကိုပြုတ်ကျသွားပါတယ်။နိုဘီတာလည်းလွယ်အိတ်နောက်ကိုလိုက်ပေမဲ့ဘလို့မှမီအောင်မလိုက်နိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲရှီဇူကာကဂျီယန်စီပြေးလာပြီးကျောင်းဝင်ခွင့်အခမ်းအနားကနောက်မိနစ်30နေရင်စတော့မယ်လို့ပြောပါတယ်။ဒါကိုကြားတော့ဂျီယန်ကနိုဘီတာကိုရှာဖို့ကျောင်းထဲကနေအမြန်ပြေးထွက်လာပါတယ်။တခြားတစ်ဖက်မှာတော့နိုဘီတာဟာလွယ်အိတ်လိုက်ရှာရင်းနဲ့လမ်းပြောက်သွားပါတယ်။အဲ့ဒီအချိန်မှာပဲမိုးတွေတကြီးမဲကြီးရွာချလာပြီးနိုဘီတာတကူလုံးရွှဲနစ်သွားပါတယ်။စိတ်တက်ကြနေတဲ့နိုဘီတာဟာပို့ပြီးတော့ဝမ်းနေသွားရပါတယ်။တော်တော်ကြာတော့နိုဘီတာဟာတရားအောက်ကပိုက်လုံးကြီးထဲမှာတယောက်တည်းပုံနေခဲ့ပါတယ်။အိမ်လေးပြန်မရောက်လမ်းလေးပြောင်းနေတဲ့အတွက်သူ့ရန်ကိုစိတ်ဆင်းရဲနေပါတယ်။နောက်ဆုံးမှာတော့သူမအောင်နိုင်တော့ပဲအတန်ကုန်ဖြစ်ပြီးငိုချလိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာဂျီယန်ရောက်လာပါတယ်။သူနိုဘီတာရှိရာစီကိုအမြန်ပြေးလာခဲ့ပါတယ်။ဂျီယန်ကမိုးမဆူအောင်နိုဘီတာကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပေးပါတယ်။အဲ့ဒီအချိန်မှာပဲခုနကကုန်ကားကြီးပြန်ပေါ်လာပါတယ်။သူ့ရဲ့အိတ်ကားပေါ်ပါသွားတယ်လို့ပြောလိုက်တာနဲ့ဂျီယန်ကကားနောက်ကိုအစွမ်းကုန်ပြေးလိုက်ပါတော့တယ်။ကားကအရမ်းမြန်ပေမဲ့ဂျီယန်ကတော့လက်မလျှော့ပဲဆက်လိုက်ပါတယ်။စူးစမ်းမှုကအရာထင်ခဲ့ပါတယ်။ကားကလမ်းကွေ့မှာကြောက်ခဲကိုတိုက်မိပြီးလွယ်အိတ်ကလေထဲကိုမြောက်တက်လာပါတယ်။ဂျီယန်ကလွယ်အိတ်ကိုဖမ်းမိသွားပါတယ်။လွယ်အိတ်လေးဘာမှမဖြစ်တာကို